ခဲ့ချစ်တို့ရေချစ်တို့လည်းနှလုံးဒီဝါသနာပါတယ်လို့ကိုလည်းနှလုံးဒီဝါသနာပါတဲ့အတွက်နှလုံးဒီကိုအမြဲတို့ကလနာလေးဝယ်ပြီးတော့ကိုယ့်ကိုအမြဲလေ့လာပြီးတော့เนาะထိုးပြတယ်ကိုလည်းထိုးပြတယ်လို့ကိုရှာဖွေလို့ရတဲ့အရာလေးကိုလည်းချစ်တို့တွေအားလုံးကိုမျှဝေပြီးတော့ထိုးမယ်ပေါ့เนาะကိုလည်းထိုးတယ်ချစ်တို့လည်းအဆင်ပြေအောင်လို့နောက်တစ်ပတ်မှာအဆင်ပြေမဲ့ကဏ္ဍလေးတွေကိုရှာဖွေတာဒါတော့ပြီးခဲ့တဲ့တစ်ပတ်ကရှာတွေ့ခဲ့တဲ့ကဏ္ဍလေးကိုအချစ်တို့ကိုပြမှာဖြစ်ပါတယ်ထွက်သွားတဲ့ကဏ္ဍလေးပေါ့နော်ဒီမှာဆိုလို့ရှိရင်ထိပ်စီးကဏ္ဍ3 4 5 6ခွန်ထိပ်စီးကဏ္ဍညီကိုလေးတွေပေါ့ဒီညီကို9လုံးဟာ9လုံးဖြစ်ရင်လည်းရတယ်လို့4လုံးဖြစ်ရင်လည်းဒီကဏ္ဍလေးကိုခွေထိုးလို့ရတယ်ပေါ့နော်9လုံးဆိုတော့ပို့ပြီးတော့လှသွားတာပေါ့ကွာဒီလိုမျိုးထိပ်စီးကဏ္ဍလေးတွေကနောက်တစ်ပတ်မှာခွေပြီးတော့ထွက်တယ်မထွက်ဘူးလားဆိုဟောဒီမှာ4 5ဆိုပြီးတော့လည်းထွက်တယ်လို့3 4လည်းထွက်တယ်ဟောခွန်6ဒါကဏ္ဍ9လုံးဖြစ်တဲ့အတွက်3ခွက်တောင်မှထွက်ပြီးသွားတယ်နော်ညီကိုဒီတပင်နဲ့လားဆိုတော့လည်းမဟုတ်သေးဘူးနောက်ထပ်ရှာတွေ့ကြတာဟောဒီမှာတပင်ထပ်ပြီးတော့တွေ့ပြန်ပါတယ်ဒီတပင်ကတော့6ခွန်8ကို6ခွန်8ကိုဆိုတော့ကဏ္ဍ4လုံးညီကိုဖြစ်နေပြန်တယ်ဟောကဏ္ဍ4လုံးညီကိုဖြစ်တော့နောက်တစ်ပတ်မှာမစင်းဘူးလားဆိုတော့ပိတ်ရက်2ရက်ရှိရအောင်မှာဟောခွန်8ဆိုပြီးတော့ဒီမှာခွန်8ဆိုပြီးတော့ခွေပြီးတော့ဆင်းသွားပါတယ်ချစ်တို့ရေဒီတစ်ပတ်မှာလည်းချစ်တို့ပြချင်တာဒီမှာထပ်ပြီးတော့ညီကိုလေးတွေထိပ်စီးမှာထပ်တွေ့ပြန်ပါတယ်5 6ခွန်8ဆိုပြီးတော့ထိပ်စီးလေးတွေထပ်တွေ့တဲ့အတိုင်းပဲပြီးခဲ့တဲ့တစ်ပတ်ကခွေမဆင်းသွားဘူးလားဆိုတော့ဆင်းသွားတယ်ဟောဒီမှာလေ5 6ခွန်8က8 5ဆိုပြီးတော့လဲဆင်းတယ်လို့5 6ဆိုပြီးတော့လဲတခါပြန်ဆင်းသွားပြန်တယ်ပေါ့နော်ဒီတစ်ပတ်မှာကြာတော့ချစ်တို့တွေဘာထိုးရမလဲဆိုတော့ပါဝါနဲ့စတယ်ပါဝါနဲ့မပိတ်သွားဘူးလားအဲ့ခွင်ကနော်ဒီ3နှစ်တာကလန်နာမှာတစ်ချိန်ပဲပြန်ကြတယ်ကိုရှာတွေ့တဲ့အရာကတော့ဘာလဲဆိုတော့ဒီမှာချစ်တို့ကြည့်လိုက်6တစ်နော်6တစ်ပါဝါနဲ့စတယ်ဟောဒီမှာနှစ်ခွန်ပါဝါနဲ့ပြန်မစုံဘူးလားအဲ့ဒီမှာနောက်တစ်ပတ်မှာဘာတွေထွက်သွားလဲဆိုတော့9ခွန်3 3 5 3ခွန်9 9 1ခွန်ဆိုပြီးတော့ထွက်သွားတယ်အဲ့တော့တို့တွေကဘာကစားမမပဲလိုက်ဖို့ရှိတယ်လေပါဝါနဲ့စပြီးတော့ပါဝါနဲ့စုံသွားတယ်နောက်တစ်ပတ်မှာဆိုလို့ရှိရင်ကိုယ်တွေအတွက်ဘာမှဒါနလဘိန်းလုံးအတွေးမျိုးနဲ့တွေးမယ်ဆိုရင်တော့တို့ဒီမမ9လုံးကိုခွေထိုးလို့ရှိရင်အနည်းဆုံးဒီမှာ6တင်ထွက်တယ်အနည်းဆုံးတစ်ချိန်ထွက်ရင်မကြည့်နဲ့ဘူးလားချစ်တို့ဒီတိုင်းပဲတို့အနေနဲ့ရှာတွေ့ထားတာ6တင်နဲ့2ခွန်ဒီမှာမှဘယ်အရာကထွက်မဲ့ကဏ္ဍကိုဒီတစ်ပတ်မှာကြိုက်လို့ထိုးခြင်းပါတယ်ဝယ်ပြီးတော့ထိုးခြင်းပါတယ်ဆိုလို့ရှိရင်ဒီတို့ပြထားမယ်ဖုန်းနံပါတ်ကလေးကိုမက်ဆေ့ရတယ်ဖုန်းနံပါတ်ကလေးကိုဆက်ပြီးတော့ဝယ်ယူလို့ရပါတယ်39 69 3 838 6ခွန်ချစ်တို့မြင်လား39 69 3 838 6ခွန်ဆိုတဲ့ကဏ္ဍလေးကိုဆက်သွယ်လိုက်ပါဟိုင်းလိုက်ပါဝယ်မယ်လို့ဆိုပြီးတော့ message ကနေပြီးတော့ဟိုင်းလိုက်ပါတို့ရရှိထားတဲ့ကဏ္ဍလေးကိုချစ်တို့ရောင်းပေးမှဖြစ်ပါတယ်ဒါဘုတ်တကူးမကြော်ဘူးเนาะဘုတ်ဘူးမကြော်1000နဲ့ရောင်းပေးမှဖြစ်ပါတယ်အဲ့တော့ချစ်တို့အနေနဲ့ဝယ်ခြင်းနဲ့ထိုးခြင်းနဲ့ဆိုလို့ရှိရင်ဒီဖုန်းနံပါတ်ကလေးကို message ကနေပြီးတော့လေလမ်းဟိုင်းပြီးတော့ဖုန်းဆက်ပြီးတော့လည်းမေးလို့လှမ်းပြီးတော့ဖုန်းဆက်ပြီးတော့လည်းမေးလို့ရတယ်လို့ချစ်တို့ဝယ်မယ်ဆိုလို့ရှိရင် KB ဝေဘေးအကောက်ကလေးဒီကောက်လေးမှာဖွင့်ထားပါတယ်အဲ့တော့ KB ဝေဘေးအကောက်ကလေးနဲ့လည်းလှမ်းလွှဲပြီးတော့ Viber ကနေလှမ်းဟန်ပြီးတော့ချစ်တို့ဝယ်မယ်ဆိုလို့ရှိရင်လည်းဝယ်လို့ရပါတယ်အဲ့တော့နောက်တစ်ပတ်မှာတို့ကတော့မမကနန်း9လုံးနော်1 3ခွန်5 9
အဲ့မမကနန်း9လုံးရေထွက်မဲ့ကနန်းအပြင်ကိုသူက4လုံးအခွေလေးတို့ရောင်းပေးမဲ့အခွေလေးကဒါကတော့ချစ်တို့ free ပေးတဲ့ free ပေးတာပေါ့နော်ဒီမကနန်း9လုံးကထွက်မယ်ပြီးတော့တို့ရောင်းမဲ့ကနန်းကတော့4လုံးအခွေဖြစ်တယ်နော်4လုံးအခွေလေး4လုံးအခွေလေးကိုရောင်းပေးမှာဖြစ်ပါတယ်ချစ်တို့အနေနဲ့လူကျင်ပါတယ်ဆိုလို့ရှိရင်တနင်္လာနေ့10နာရီထိုးထိကိုလို့ရတယ်နော်ချစ်တို့ရောင်းပေးမယ်အဲ့တော့ဒီဖုန်းနံပါတ်ကလေးကို6938386ကိုဘိုင်ဘာကနေဟိုင်းလိုက်ပါနောက်ဖုန်းမဆေးရနေဆိုလို့ရှိရင်လည်းဖုန်းဆက်ပေးပါဟိုင်းပေးပါအဲ့ကနေလည်းမှာယူလို့ရပါတယ်အဲ့ကနေပြီးတော့လည်းလှမ်းပြီးတော့ဖုန်းဆက်ပြီးတော့နေလို့ရပါတယ်ချစ်တို့တက်တာနော်